ဒါစနေသင်းကပဲဖလားလုံးနဲ့အောင်မြင်မှုရရှိသွားမလားအန်ဇိုမာရက်စကာလက်အောက်မှာပဲသူရဲ့မန်စီးတီးဘဝပထမဆုံးဖလားကိုကင်မြောက်ပြီးပရီးမီးယားလိဂ်ရာသီကိုစတင်နိုင်မလားအားလုံးပဲယော်နန်နီမစ်ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားပွဲစဉ်တွေအပြီးပရီးမီးယားလိဂ်ပြန်စဖို့တစ်ပတ်လို့မှာတော့ဒီပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်နဲ့မန်စီးတီးရဲ့ community ဘောလုံးပွဲစဉ်အကြောင်းသုံးသပ်တင်ဆက်မှုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်โอเคပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့အသင်းလုံးရဲ့เนาะရာသီကြိုခြေစမ်းပွဲရလဒ်တွေအကြောင်းကျွန်တော်သုံးသပ်မှုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အာဆင်နယ်ကတော့ဒီခြေစမ်းပွဲမှာပေါ့၅ပွဲထိဆော့ထားတယ်၅ပွဲမှာဒီ MK Don, Girona, Real Betis, Borussia Dortmund နဲ့ Como အဲ့၅သင်းနဲ့ခြေစမ်းပွဲဆော့ထားတဲ့အချိန်မှာတော့သူနှစ်ပွဲစတော့နိုင်ခဲ့တယ်ဗျဒါပေမဲ့တကယ်နောက်ဆုံး၃ပွဲမှာတော့သူတို့ regular time မှာတော့မနိုင်ခဲ့ဘူးအဲ့တော့ခြုံငုံသုံးသပ်ကြည့်ရလို့ရှိရင်တော့ဒီသူ့ရဲ့ဒီ Arsenal ရဲ့ပေါ့လေဒီ pre-season result တွေကတော့အားရစရာတော့တိတ်မကောင်းသေးဘူးဒါပေမဲ့လည်းခြေစမ်းပွဲမလို့တော့တွေးထားလို့ရတယ်ပေါ့လေလူမစုံသေးတာတို့နောက်ဒီကမ္ဘာဖလားဝင်ကန်ကဒီ Declan Rice တို့ Saka တို့လိုတကယ် first line ကစားသမားမပါသေးရကြောင်းလည်းပြောလို့ရတယ်ပေါ့ဟုတ်ကဲ့ Man City ဘက်ကကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီခြေစမ်းပွဲ၃ပွဲပဲကစားထားတယ်ပွဲရတော့ Arsenal ထက်ပိုနေတယ်နော်ဒါပေမဲ့သူတို့ Nelly consistency ကတော့ပို့ပြီးတော့မှန်တယ် Arsenal ထက်ထူးခြားချက်ကတော့ဒီ Maresca ပေါ့လေဒီ Guardiola ထွက် Maresca အဝင်နီးပြအပြောင်းလဲလူစင်းအပြောင်းလဲအများဆုံးနဲ့အသင်းကတော့ဒီ Arsenal ထက်ပို့ပြီးတော့ဒီခြေစမ်းပွဲမှာတည်ငြိမ်မှုရှိထားတာကိုတွေ့ရတယ်ပေါ့လေအဲ့တော့ရာသီဆိုခြေစမ်းပွဲကတော့သူတို့အသင်းကတော့အရင်ကွာခြားမှုတော့ရှိမှတော့ကျွန်တော်တို့မထင်ဘူးဗျနောက်တစ်ခုကတော့ဒီနှစ်သင်းလုံးရဲ့ဒီအပြောင်းရွှေ့ဈေးကွက်တွေလှုပ်ရှားမှုပေါ့လေပြောင်းရွှေ့မှာတော့ဒီ Arsenal က Hincapié ကိုအငှားနေပြီးတော့ပြီးသက်ခေါ်ယူလိုက်တယ် Club Brugge ကနေပြီးတော့ဒီ Tizole ဆိုတဲ့တောင်ပန်စားသမားတယောက်ခေါ်ထားတယ် Major အခေါ်ယူမှုဖြစ်တော့ Newcastle က Brazil Queenland လူ Guimarães ကိုခေါ်ထားတယ်ပေါ့အပြောင်းရွှေ့မှာထွက်သွားတဲ့ကစားသမားကတော့ဒီ Trossard တို့ထွက်မယ်ဒီ Knockaert ထွက်မယ်ဟိုလက်ရှိရိုက်နေတဲ့ဗီဒီယိုကာလအတွင်းမှာ Martinelli ထွက်ဖို့လည်းတေချာသလောက်ရှိရပေါ့ဒါကတော့ Arsenal ရဲ့အပြောင်းရွှေ့ပေါ့လေ Man City ဘက်မှာတော့ထွက်သွားတာဒီ wine ကစားသမားဖြစ်တဲ့ဒီ John Stone ရှိမယ် Bernardo Silva ရှိမယ်ဒီ Nathan Ake တို့ထွက်မယ်ပေါ့လေနောက် Rodri လည်းထွက်ဖို့သတင်းပြေးနေတယ်ပေါ့ဒီ Barca ကိုပြောင်းတာတို့ Reina တို့ဆိုလို့ရှိရင်ဒီ Qatar Club ကိုပြောင်းသွားတာတို့အထွက်မှာတော့ပုံများတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့ major ခေါ်ယူမှုမှာတော့ဒီ England မှာ Declan Rice နဲ့ World Cup မှာတူတူခြေစွမ်းပြခဲ့တယ်ပေါ့ Elliot Anderson ကိုပြောင်းရွှေ့ခြင်း Euro တန်း100ကျော်လောက်သုံးခေါ်ထားတယ်အဲ့တော့ပြောင်းရွှေ့ဈေးကွက်မှာ Arsenal ကတော့ပို့ပြီးတော့ squad တက်ကိုပို့ပြီးဖြည့်တင်းထားနိုင်တာတွေ့ရတယ်။ Man City ကတော့ Enzo Maresca လက်အောက်မှာကစားသမားခေါ်ယူမှုဆိုတော့ဒီ major ဒီ Anderson တယောက်လောက်ပဲရှိအောင်မယ်။ဒါပေမဲ့ဟို Enzo Fernandez နဲ့လည်းအတန်ထွက်နေတယ်။ဒီ Chelsea ကနေ Enzo Fernandez က Man City ဘက်ကိုပြောင်းရွှေ့ဖို့တေချာတလားလည်းရှိရဆိုတော့ community တိုင်းတော့မပါဘူးပေါ့လေ။ squad တက်ပြကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သိန်းလုံးမှာတော့ကြီးကြီးမားမားပြောင်းလဲတာမရှိဘူး။ကွင်းလည်းအားကြိုင်ရမယ်။နောက်တန်းကွင်းလည်းကိုသမားရှည်တဲ့အစားအစာရရဒီနှစ်သိန်းကတော့တောင်းနေမိသားဆိုတော့ squad တက်မှာလည်းအရင်ကွာခြားသွားတာမရှိဘူးဗျနောက်ပြီးတော့ဒီအသင်းရဲ့ head to head ရတွေ့ဆုံမှုမှာဆိုလို့ရှိရင်နောက်ဆုံး၅ပွဲဆက် result မှာဆိုလို့ရှိရင် Arsenal ကတစ်ချိန်နိုင် Man City က2ချိန်နိုင်ပြီးတော့နှစ်ပွဲတည်ကြထားတယ်ပေါ့လေဒါတော့ပြန်ပွဲစုံ၅ပွဲတွေ့ဆုံမှုမှာတော့ Man City ကပိုပြီးအသာရနေတွေ့ရတယ်ဒီ Premier League Title Contender ဖြစ်နှစ်ပေါင်းများစွာနှစ်သုံးနှစ်စတိုက်တော့သူတို့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်ဆိုတဲ့အတွက်သူတို့နှစ်ယောက်ရဲ့ head to head ကလည်းတွင်းကိုတွေမြောက်များခဲ့တာရှိရဲတစ်ဖက်ကလည်း Arsenal ဆို၅ဂိုးတပွဲနိုင်ခဲ့တဲ့ပွဲတော့ရှိခဲ့တယ်ဗျဒါပေမဲ့ထိပ်တိုက်တွေ့ဆုံမှုများမှာတော့ဒီ Man City ကပို့ပြီးတော့အလေးတပွဲအသာနဲ့အသာနေပေါ့လေနှစ်ပွဲနိုင် Arsenal တပွဲနိုင်နဲ့တည်ကြထားတယ်ဒါပေမဲ့ community တိုင်းမှာတော့နှစ်ကြိမ်တွေ့ခဲ့ဗျနှစ်ကြိမ်လုံးမှာတော့ Arsenal ကတော့ Man City ကိုအသာရပြီးတော့နှစ်ပွဲနိုင်ရရှိအောင်ဆွမ်းဆောင်ထားခဲ့တယ်အဲ့တော့ဒီ community တိုင်းတိတက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Arsenal ကတော့ပို့ပြီးတော့အလေးသာနေအောင်တွေ့ရတယ်ဗျနီးပြအပြတ်မှုမှာဆိုလို့ရှိရင်တော့နှစ်ဦးစလုံးကတော့ Guardiola ရဲ့လက်ထောက်နီးပြတွေလုပ်ခဲ့ဘူးတဲ့နီးပြတွေပဲချင်းတွေ့ဆုံတဲ့ပွဲဖြစ်တာပေါ့လေ Arsenal ကတော့သူတို့နဲ့ကာလာရှိလက်တွဲခဲ့တယ်ပရီးမီးယားလိဂ်ချန်ပီယံဆိုကိုလည်းနှစ်ပေါင်းရာကြီးဝေးဝါနေရနေပြီးပြန်လဲရယူနိုင်ခဲ့တယ်ချန်ပီယံတီးမှာလည်းသူတို့ဒုတိယရခဲ့မယ်ဖိုင်နယ်ထိတော့တက်ရောက်နိုင်ခဲ့တယ်ပေါ့လေပါတီတာနဲ့သူတို့ဆက်လက်တွဲထားတယ်မန်စီးတီးကတော့ Guardiola ခက်အကောင် Maresca အကူပြောင်းမှာဆိုလို့ရှိရင်တော့Man City ကပို့ပြီးတော့နည်းနည်းထလို့ခက်တော့ပိုရှိရဗျ Chelsea နဲ့ Premier League တွေ့ကြုံရှိခဲ့ဘူးလေဒီ Leicester နဲ့ Leicester တင်ကိုင်ခဲ့ဘူးတယ်ပေါ့လေအဲ့တော့ Maresca ကလည်း Chelsea နဲ့တူတော့ FIFA Club World Cup တွေကိုသူအောင်မြင်မှုရခဲ့တယ် Chelsea ကိုလည်းသူဖလားစူဖလားဒီ Conference League တွေဒီဥရောပအောင်မြင်မှုတွေရယူပေးထားတဲ့ဒီပြနောက်ပြီးတော့ Guardiola နဲ့ကလည်းဒီ ideology thinking ဘိုင်းတွေကစားပုံတွေကအများကြီးကွာခြားသွားတာတော့မရှိဘူး Guardiola ကိုယ်တိုင်ထောက်ခံထားတဲ့ဒီပြပဲပြန်ဝင်လာတာဆိုတော့နိုင်ငံတော်စောင့်ကြည့်ရမယ်ဗျ Maresca ကတော့နီးပြူဟာ Adidas ထက်ပိုပြီးကျွဲသွားတယ်ဆိုပေမဲ့လူစည်းရင်းမတင်ချိန်သေးရတယ်အထိုင်မကျသေးရတယ်နဲ့ကတော့ Arsenal ကတော့ပို့ပြီးတော့ဒီနီးပြချင်းသွားရှင်တဲ့အချိန်မှာတော့နည်းနည်းပိုပြီးအားသာမှုတော့ရှိရတယ်နောက်ဆုံးအနေနဲ့ဆိုခြုံငုံသုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်တော့နီးပြနဲ့ကစားသမားအထိုင်ကျတဲ့အစည်းကတ်တာတွေထည့်စဉ်းစားလို့ရှိရင်ပေါ့နော် Arsenal ကပဲဒီပွဲပေါ်မှာအများကြီးအသာစီးရယူတာတွေ့ရတယ်ဒီ squad တက်ကိုလည်းပို့ပြီးတောင်းတောင်းတင်းတင်းဖြည့်တင်းနိုင်တာတွေ့ရတယ် Declan Rice, Guimarães
အတွဲဆက်ကလည်းပိုပြီးစိတ်ဝင်စားစရာကောင်းတယ်တခုပဲပြဿနာရှိတာအာဆင်နယ်မှာဒီဆက်လီဘာပေါ့လေဒီကမ္ဘာဖလားမှာတန်ရာရသွားမှုကအာဆင်နယ်ရဲ့နောက်တန်းတည်ငြိမ်မှုကိုတော်တော်လေးကြရဲရိုက်သွားစေတယ်ပေါ့ဆက်လီဘာလည်းဒီကမ္ဘာဖလားမှာမကပရီးမီးယားလိမှာလည်းတကယ်ထိပ်တန်းနောက်တန်းကစားသမားလို့ဖြစ်နေတော့အာဆင်နယ်တော့ဒီပြဿနာလေးတခုတော့ရှိတယ်ဗျမန်စီးတီးဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ပက်ဂွာဒီယိုလာအထက်မာရက်စကာစကိုင်နဲ့ဘယ်မတ်ပွဲစဉ်ဖြစ်တာနဲ့အညီဟာလန်စီမန်ညိုမာမွတ်ကစားသမားအကုန်လုံးကတော့စူးစမ်းအထောက်အမှုပြည့်နေတော့ဒီဖလားကိုအာရုံစိုက်ထားမှာတော့တေးကြရဗျဒါပေမဲ့တခုစိုးရိမ်တာရှိတာကဒီ squad depth မတည်ငြိမ်တဲ့ပြဿနာပေါ့လေအန်ဆိုဖာနန်ဒက်ကိုခေါ်ယူမဲ့တင်းနေရလဲအခုဒီမှာလှုပ်လှုပ်ခက်ဖြစ်နေတယ်ရိုဒရီယာလည်းဘာစီလိုနာကိုပြောင်းမလို့မပြောင်းမလို့ဒီဟာရလည်းမြင့်တက်နေတယ်တင်းနေရလဲဝိုင်းကစားသမားချို့လည်းထွက်ထားတယ်ဆိုတော့ squad depth အရာကတော့အာဆင်နယ်တက်တော့ပို့ပြီးတော့နှိမ်ပါနေရတော့အမှန်ပဲဗျဟိုဘက်အာဆင်နယ်တစ်ဖက်ကိုကြည့်လို့ရှိရင်လည်းကစားသမားနဲ့နီးပြရထိုင်ကြလာတယ် squad depth ပို့ပြီးဖြည့်တင်းထားနိုင်တယ်နောက်ပြီး Premier League Champion ဖြစ်တာနဲ့ညီဒီ Man City ကိုစပြီးစိတ်တက်အရာအသာစီးရယူနိုင်မှုဒီပွဲရတယ်အရေးကြီးနေတာဆိုတော့ကျွန်တော်စိတ်ထင်ကတော့အာဆင်နယ်ကပဲဒီအပြန်အလှန်သွင်းကိုတွေနဲ့တကိုးသားနဲ့ပဲနိုင်သွားမယ်လို့ထင်တယ်ဗျ2-1ပေါ့လေအဲ့လို result ပဲဖြစ်သွားမယ်လို့ထင်တယ် Okay ဒါကတော့ Sunday မှာကံမဲ့ဒီအာဆင်နယ်နဲ့ Man City ရဲ့ community တိုင်းပွဲစဉ်အကြောင်းသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဒီအာဆင်နယ်အသင်းကပဲရာသီအကျိုးမှာဖလားတစ်လုံးနဲ့အောင်မြင်မှုရရှိသွားမလားအန်ဆိုမာရက်စကာလက်အောက်မှာပဲသူရဲ့ Man City ဘဝပထမဆုံးဖလားကိုကင်မြောက်ပြီး Premier League ရာသီကိုစတင်နိုင်မလားဆိုတော့စောင့်ကြည့်ကြတာပေါ့